ဖြောင်းမချင်းငင်တဲ့ချင်းဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ငါချင်းတာဖြစ်ပါတယ်။တမန်တော်ရှင်ပေါလုဟာအော်တပါစိတ်အကြောင်းကိစ္စများနဲ့ပတ်သက်ပြီးဝေပြားချနာတဲ့အထုတစ်ဖြစ်အစအစာနဲ့ဆိုင်သောအရာများကိုဘလို့သိရှင်ရမလဲဆိုတာပြောပြထားပါတယ်။ယောမခန်းကြီးဆက်လက်ခန်းငယ်16မှာဖျားသခင်ဤနိုင်ငံတော်သည်အစအတောင်းနိုင်မည်ဖြောင်းမချင်းငင်တဲ့ချင်းတန်ရှင်သောဝိညာဉ်တော်အဖြစ်ခံရသောဝမ်းမြောက်ခြင်းနဲ့တည်လို့ပေါ်ပြထားပါတယ်။အဲဒါကြောင့်ဘုရားသခင်နိုင်ငံတော်ဟာအစအတောင်းလိုက်မတည်ပဲဖြောင်းမခြင်းငင်တဲ့ခြင်းနဲ့တန်ရှင်သောဝိညာဉ်တော်အဖြစ်ခံရသောဝမ်းမြောက်ခြင်းနဲ့တည်ပြီးကျွန်တော်တို့အသက်တာတိုင်းမှာကိုရိုဤဖြောင်းမခြင်းငင်တဲ့ခြင်းနဲ့ဝမ်းမြောက်ခြင်းတို့ကိုထင်ရှားစေပြီးပြန်နှံစီထွက်စေမှာဖြစ်ပါတယ်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ငါချင်တာဖြစ်ပါတယ်အလျှောက်တိုင်းပေါ်မှာဖျားရှင်ကောင်းကြည့်ပေးပါစေ